မင်္ဂလာပါတဲလေးတို့ရဲ့ထမင်းစားမဲ့ရှင်ငပိရီနဲ့ထမင်းစားမဲ့နော်တဲလေးနော်ငပိရီပြစ်လေးကိုတဲလေးတို့ငပိရီနဲ့တိုးစရာနဲ့ထမင်းစားမဲ့ရှင်ကားကောင်တော်ဝန်အန်ဒီရတာဖိန်ချီငပိရတော့မမငရုတ်တီမိုးဖြော်ထားလိုက်ပြီးတယ်မဲ့အဆက်စားတဲ့ဖြစ်တဲ့ကျမငရုတ်တီနည်းနည်းလေးပြန်ထည့်မယ်နော်တဲလေးတို့နော်မများဘူးနည်းနည်းပဲကိုတဲလေးတို့အဆက်စားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နေပါပြီရှင်တိုးစရာကတော့လေတဲဒီသင်္ဘောပွင့်ပါမယ်အရာနဲ့မှရှာစားရခဲ့တဲ့သင်္ဘောပွင့်ပါမယ်နောက်ပြီးတော့ဒန်းတို့ရွက်ပြုတ်ပါမယ်နောက်ပြီးတော့ငပြောဘူးပါမယ်တရက်ကင်အရာချာတရက်ကင်ရုံးမတိဒီပြုတ်လေးနည်းနည်းပါမယ်စူပုတ်ရွက်ပြုတ်လေးနည်းနည်းပါမယ်ကိုတဲလေးတို့ရေဆဲစားချင်နေတာစတွေးသမင်းနေရင်းဒီမှာစတွေးတွေဒီမှာထွက်နေတာမပြောနေတော့ကောက်ကောင်တော်ဝန်အန်ဒီတာသိမ့်ချီတော့နဲ့အယုံနမနဲ့ကံဖောကောက်ตัวယုံနမနဲ့ဟန်ချလာตัวตะขอราจาเผาหาลาตัวบองตัวဒီနေ့ကတော့လေတဲလေးမမပို့မဟင်းချက်တယ်နော်ဟင်းချက်တာမဟုတ်ဘူးတဲလေးတို့ရေကမွန်းကြည့်ရကြော်စားကောင်းလိုက်တာရှေ့ဒီလိုမျိုးနေ့တိုင်းစားရမယ်ဆိုရင်မမပို့မလေးအရန်နဲ့မပြော့တာကိုတဲလေးတို့ကမွန်ကြီးရွယ်ကြော်ချက်လေးခုတဲလေးတို့ရေတယောက်ထဲစားဖို့မှာကြော်ထားတာစားကြပါအောင်ရှင်ပချာလာငူရင်ကြံကောင်းနေရှဲဝီးได้อยู่လာလေလောက်ကျူးမယ်အခုလောဆယ်တော့မလာသေးနဲ့အောင်စလွေးတွေကြာနေတာအမလေးတင်ပေါ်ပွင့်နဲ့အရင်ဆုံးဆွဲမယ်စားပြီးနော်နိုင်ငံခြားမှာလာတဲ့ခွက်ဒီလိုမျိုးခွက်မျိုးမမပို့မစီမှာတယောက်ပဲရှိတယ်နော်ကျန်တဲ့သူစီမှာမရှိဘူးအရန်တည်းမစီကြီးတာဘာဖြစ်စီကြီးလဲဆိုတော့ကွဲလို့မတက်ဘူးလေအသေးလေးတို့ရေဒီလိုမျိုးပေါက်ပြစ်ပြီးတော့လဲမကွဲဘူးသူကလေတက်တာကြောင့်စီကြီးတယ်ဆက်ပါအပြီးချောင်းတော့မယ်နော်အပြီးထောင်းမယ်ဆိုရင်လေငပိရည်တွေတိတ်ပြီးတော့မစားရတော့ဘူးတဲလေးတို့အပြီးထောင်းနဲ့ပဲထမင်းစားမခေါ်နဲ့ဧည့်သည်တွေလာနေတယ်ဒန်းတဲ့တော့ရွက်ပြုတ်ပွေးတိုးတို့ဒန်းတဲ့တော့ရွက်တော်လေးစီးပဲဝင်တယ်နော်အသေးလေးတို့နော်သူ့စရာတွေကတော့အကြိုက်ရတဲ့ပဲကိုတဲလေးတော့သမင်းစားတာအသေးလေးတွေခေါ်များတယ်တဲ့စကားများတယ်တဲ့ချီတဲ့လူတွေပဲတဲလေးတွေခေါ်တယ်နော်စကားများတယ်ဆိုတာကတော့စားရင်ပြောရင်ကြည့်ချင်ကြည့်မကြည့်ချင်နေစိတ်မရှိဘူးဆိုရင်တော့
ဒါကတော့ဝါသနာမတင်မဲမနေနိုင်ဝါသနာကျေးဇူးအများကြီးတင်တယ်အားပေးတဲ့သူတိုင်းပိုမစကားများတဲ့ထင်မဆိုပိုမဗီဒီယိုတွေကိုမကြည့်နဲ့ဒီလိုမျိုးပဲစားတက်တယ်ဒီလိုမျိုးပဲနေတက်တယ်ဗီဒီယိုကြိုက်တာနော်ဘာမှချက်ညက်ကက်ခြင်းမရှိဘူးတော့ဘာမှဆုံးဆံတယ်ဗီဒီယိုရိုက်တယ်လည်းဘာဖက်မှမသုံးဘူးနော်ရိုးကင်မလာနဲ့ပဲရိုးကင်မလာတော့မှ iPhone 16ကင်မလာနော်အဲ့ဒါကြောင့်ရုပ်ကတော့တီးခန့်ပြီးတော့ကြည့်ပြီးရုပ်တော့နည်းနည်းစိုးမယ်နော်အဖက်မပါတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီလိုမျိုးထမင်းစားပြတာအဖက်မသုံးတာဘယ်လောက်ထိတတ်သိရှိလဲဆိုတာနော်တတိကောင်းရဖက်မသုံးတာနော်ဘယ်လောက်ချောလဲဆိုတာပြချင်လို့ရှင်းတယ်နော်ဒါပိုမရေခွဲနော်ညီတို့ရေခွဲလောက်တော့ပိုမဖနာတယ်ဒါဘယ်လောက်ဈေးကြီးလဲဆိုတော့ပြစ်ထုတ်လည်းမကွဲဘူးဘာတို့ရေခွဲလောက်ကတော့ပြင်းအောင်ပြင်းသေးတယ်ချိုးပြီးတော့မွေးနေပါဒီကအပွင့်ဆိုတော့အနံ့ရှိတာပန်းနဲ့လေးလေးမွေးနေရစားကြပါဦးတလုံးလောက်စပုတ်ရွက်နာပိုမဘာပဲစားတယ်ကောင်းနေအောင်ပဲမကောင်းတာမရှိဘူးကောင်းတာပဲစားတယ်မကောင်းတာမှမစားတာဟုတ်ရောကိုစားတဲ့အစားစားကိုကောင်းမကိုစားတယ်မကောင်းဘူးကစားမယ်ဟုတ်ရောမကောင်းတာကိုကောင်းပြီးတော့ပြောမယ်ဆိုရင်အခုလောက်ဆိုရင်မမလေးကြော်ညာအစားအတော့တွေလက်ခံနေကြပြီ
ဒီရင်ကောင်တကောင်ဖန်းစားလိုက်မယ်ဒီရုပ်လာမလို့နဲ့စားဘူးကြလားရှယ်ကောင်းတဲ့ကိုယ်တည်းဒီလိုရရှယ်တတိနော်ဗီဒီယိုကဖြတ်ခြင်းမရှိဘူးညက်ခြင်းမရှိဘူးနော်ဆက်ခြင်းမရှိဘူးတဘာဝဘာမှဟန်ဆောင်မှုလည်းမရှိဘူးကြိုက်မကြည့်မကြိုက်မကြည့်နဲ့โอเคတယ်နော်မမကိုမကိုချစ်တဲ့လူတွေ့ပဲတင်ပေးတယ်မချစ်တဲ့လူတွေ့မပါဘူးဦးမူကွာquoi bien